မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ကျွန်တော်တို့ဇာတာကြီးလေးဇာတာဖြစ်တဲ့တရားမင်းဇာတာနဂါမင်းဇာတာချင်းသေးမင်းဇာတာနဲ့ကျွန်တော်တို့ဂလုံမင်းဇာတာဆိုတဲ့ဇာတာကြီးလေးဇာတာအကြောင်းကိုကျွန်တော်ဒီဗီဒီယိုနဲ့အတူမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့အစီအစဉ်လေးမစခင်မှာကျွန်တော်ရဲ့ set ပိုင်း page နဲ့ဘူးစတာ channel လေးကိုလည်း like and subscribe လုပ်ပေးထားဖို့တောင်းဆိုပြရစေခင်ဗျာကျွန်တော်ဒီပေါ့နော်နဂါမင်းဇာတာရဲ့ကျွန်တော်တို့တရားမင်းဇာတာရဲ့ကျွန်တော်တို့ချင်းသေးမင်းဇာတာရဲ့ဒီဂလုံမင်းဇာတာရဲ့ဆိုပြီးဇာတာကြီး၄ဇာတာရှိပါခင်ဗျဒီဇာတာကြီး၄ဇာတာကိုပိုင်ဆိုင်တဲ့လူတွေပါတဲ့လူတွေကတော့ကျွန်တော်တို့ဘဝမှာချမ်းသာကြွယ်ဝမယ်ကြော်စောထင်ရှားမယ်စီးစိမ်ဥစ္စာတွေပေါ်ကျယ်သွားတဲ့ပိုင်ရှင်တွေဖြစ်တာအများစုရှိပါတယ်ခင်ဗျဒီဇာတာကြီး၄ဇာတာပိုင်တဲ့ပိုင်ရှင်တွေတော်တော်များများကကျွန်တော်တို့စိတ်ဓာတ်တွေပြင်းထန်ကြတယ်နောက်တစ်ခါကျတုံးတိုက်တဲ့ကြကကဆိုပြီးတော့ကျွန်တော်တို့လောက်ကင်တဲ့အချင်းစိတ်ကလေးတွေရှိတယ်တနာကျင်နာတတ်တဲ့မဟုတ်မခံခြင်းစိတ်တွေတော့ကျွန်တော်တို့အများအပြားမှာရှိရကိုတွေ့ရပါတယ်ခင်ဗျဒီဇာတာကြီး၄ဇာတာပိုင်ရှင်တွေကျွန်တော်တို့ဖြစ်သွားပြီဆိုရင်ကျွန်တော်ဘဝမှာကံကောင်းခြင်းတွေကအနောက်မှာရှိနေပါတယ်အတိတ်ဘဝရဲ့ကုသိုလ်ကံတွေကအနောက်ကအမြဲတမ်းအကျိုးပေးအထောက်ပံ့နေကျွန်တော်တို့ရရှိနေတဲ့သူတွေမှာပါတာဖြစ်ပါတယ်ခင်ဗျဒီဇာတာကြီး၄ဇာတာကိုကျွန်တော်ပိုင်ဆိုင်လိုက်ပြီဆိုရင်ခုနကကျွန်တော်ပြောခဲ့တဲ့ကြော်စောထင်ရှားမှုစည်းစိမ်ဥစ္စာပေါ်ကျွယ်ဝမှုနဲ့ကျွန်တော်ချမ်းသာမှုတွေကိုကျွန်တော်တို့ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီဇာတာကြီး၄ဇာတာကိုကျွန်တော်တို့ဒါဆိုရင်ကျွန်တော်ဘယ်လိုတွက်ကြည့်ရမလဲဆိုရင်ကျွန်တော်မြန်မာတက္ကသိုလ်ကိုစနစ်နဲ့စလိုက်ပါရလာတဲ့အကျွင်းကိုတော့ကျွန်တော်တို့ခွန်နဲ့ဆက်စာပါအဲဆိုရင်ကျွန်တော်တို့တစ်ကျွင်းနဲ့ဆိုရင်တော့ဂလုံမင်းဇာတာပါနှစ်ကျွင်းရင်တော့ကျွန်တော်ချင်းသေးမင်းဇာတာဖြစ်ပြီးတော့သုံးကျွင်းရင်တော့ကျွန်တော်တရားမင်းဇာတာဖြစ်ပါတယ်လေးကျွင်းရင်တော့ကျွန်တော်နဂါမင်းဇာတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီဇာတာမင်းဒီလေးဇာတာကျွန်တော်တေချာပေါက်ကျွန်တော်တွက်ကြည့်လိုက်လို့ကျွန်တော်တစ်ကျွင်းချင်းနှစ်ကျွင်းချင်းသုံးကျွင်းချင်းလေးကျွင်းချင်းဇာတာကြီးလေးဇာတာထဲမှာပါတယ်ကျွန်တော်မှတ်သားထားပါမယ်အဲ့လိုမျိုးပါလာပြီဆိုရင်ကျွန်တော်ဘဝမှာကံရဲ့အထောက်ပံ့တွေကျွန်တော်ရရှိပြီးဒီဘဝမှာကျွန်တော်တို့ကဉာဏ်နဲ့ဝိရိယကိုကျွန်တော်တို့အသုံးပြုရမယ်အဲ့လိုအသုံးပြုရမှာပဲသူများတွေကသုံးပုံပုံနှစ်ပုံလောက်စူးစမ်းရပြီမယ်ကိုကတပုံနဲ့ပဲစူးစမ်းတာနဲ့ကျွန်တော်တို့အထွတ်ထိပ်ကိုရရှိနိုင်တယ်အောင်မြင်မှုတွေကျွန်တော်တို့ရရှိနိုင်တယ်နောက်တစ်ခါကျစီးစိမ်ဥစ္စာပေါ်ကျော်မှုတွေကိုကျွန်တော်တို့ပိုင်ဆိုင်နိုင်တဲ့ဇာတာမျိုးဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအဲ့အကြောင်းကျွန်တော်တို့ဒီဇာတာကြီး၄ဇာတာကိုကျွန်တော်တို့တွက်ကြည့်လိုက်ပါတွက်ကြည့်လို့ရရှိပြီဆိုရင်တော့ကျွန်တော်တို့ကဘဝမှာအေးချမ်းချမ်းနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ကျွန်တော်တို့စီးစိမ်ဥစ္စာပေါ်ကျော်သွားစွာနဲ့ကြော်စောထင်ရှားစွာနေနိုင်တဲ့လူတွေကံကောင်းတဲ့လူတွေတို့ဒါကိုယုံကြည်ထားလိုက်ပါခင်ဗျဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်ဆက်ပေးတဲ့ဗီဒီယိုလေးကကျွန်တော်ဒီလောက်ပါပဲခင်ဗျနောက်လာမယ့်ဗီဒီယိုလေးကျွန်တော်အားပေးနိုင်ရန်အတွက်ကျွန်တော်ရဲ့စစ်ပိုင်ဗီဒီယိုနဲ့ဘူးတုဒ channel လေးကိုလည်း like and subscribe လေးလုပ်ပေးထားဖို့တောင်းဆိုပြရတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ